စတင်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ဒီကြောင်လေးတွေတနာလို့ကဲချင်တာပေါ့နော်အဲ့လိုကနေပြီးတော့ပဲဖြစ်လာတာပဲစွန့်ပစ်တာတွေဒုက္ခရောက်တဲ့ကလေးတွေရမ်းများတယ်သူတို့ကိုကဲချင်လို့ဒီဟာလို့ဖြစ်တာပါကဲထားတဲ့ကြောင်ကအခုလက်ရှိမှာ950နဲ့800ကျားရှိတယ်ဒါပေမဲ့အစအဆုံးကဲတယ်ဆိုရင်တော့အမထင်တယ်1500 1600လောက်ရှိပြီဒီကေဟာတက်တန်းက3နှစ်ပြည့်ပြီးသွားပြီကေဟာမလုတ်ခင်မှာအမကဲတာတော့ပြီးခဲ့တဲ့3နှစ်2020လောက်ကပေါ့နော်ဒီကြောင်လောက်ကတွေစရောက်တယ်ကြောင်လေးတွေကဲဖြစ်တယ်ကေဟာရေလို့လှုပ်ပြီးတော့အလူခံဖြစ်တာပေါ့နော်ကြောင်လေးအကောင်ကြီးများလာတာတော့3နှစ်လောက်ရှိပြီစတင်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ဒီကြောင်လေးတွေတနာလို့ကဲချင်တာပေါ့နော်အဲ့လိုကနေပြီးတော့ပဲဖြစ်လာတာပဲစွန့်ပစ်တာတွေဒုက္ခရောက်တဲ့ကလေးတွေရမ်းများတယ်သူတို့ကိုကဲချင်လို့ဒီဟာလို့ဖြစ်တာပါကဲထားတဲ့ကြောင်ကအခုလက်ရှိမှာ950နဲ့800ကျားရှိတယ်ဒါပေမဲ့အစအဆုံးကဲတယ်ဆိုရင်တော့အမထင်တယ်1500 1600လောက်ရှိပြီစွန့်ပစ်ခံရပြီးပိုင်ရှင်မဲဘဝနဲ့ရှောက်သွားနေတဲ့ကလေးလေးတွေလည်းရှိတယ်เนาะအဲ့ဒီပိုင်ရှင်မဲတွေကပဲထပ်ပေါက်ပြီးတော့ပေါ့နော်ဒီအမြဲတမ်းတစ်သက်လုံးပိုင်ရှင်မဲဘိုးဘပြီးပိုင်ရှင်မဲတွေလည်းရှိတယ်သခင်တွေကချက်ချင်းစွန့်ပစ်လိုက်တာတွေလည်းရှိတယ်လမ်းပြောက်ပြီးတော့ပေါ့နော်ဒီလိုမျိုးဖြစ်သွားတာလည်းရှိတယ်အိမ်ပြောင်းပြီးခြံခဲ့တာတွေเนาะအိမ်ပြောင်းတိုင်းခြံတာကတော့formula ကြီးတစ်ခုလိုပဲနော်အိမ်ပြောင်းမယ်ဆိုရင်10ယောက်လောက်ကအိမ်ရှင်10ယောက်မှာ10ယောက်လောက်ကကြောင်တွေကိုခြံခဲ့ကြတယ်အဲ့လိုကလေးတွေမြင်ရရင်ကြောင်ချစ်တဲ့လူကတော့စိတ်မကောင်းဖြစ်တာပေါ့နော်ရတဲ့လောက်ကဲပေးခြင်းနေဆိုတဲ့စိတ်ကဖြစ်လာတာပေါ့တနေ့တာအစားတောက်ကလေတနေ့ကို3ချိန်ကျွေးတယ်မနေ့အစောကြီးမှာအသားဘူးတစ်ဖာနဲ့ထမင်းက3ဘီနဲ့ဆန်3ဘီနဲ့အဲ့ဒါကျွေးတဲ့ဟာဆိုလို့ရှိရင်အသားဘူးတစ်ဖာအခုဆိုရင်တသိန်းစွန်းစွန်းကြတယ်ဆိုတော့မနေ့အစောကြီးတစ်နက်စာ3,200လောက်3,100ခွဲလောက်ကြတယ်နေ့လယ်စာကြက်သားနဲ့ကြက်လေပင်ပြုတ်15ပိတ်တာနဲ့ထမင်းနဲ့အဲ့ဒါကလည်း3သိန်းကျော်ကြတယ်အရင်တော့ဆိုရင်ရေမုံသားကြီးပဲကျွေးနိုင်တယ်အခုတော့မကျွေးနိုင်တော့ဘူးရေမုံသား3ပိတ်တာအယိုးလေပင်12ပိတ်တာအဲ့ဒါကိုကြောက်ဖြုံသီးထည့်ပြီးတော့ကြောက်ဖြုံသီးတွေပျော်ကြရတဲ့အထိပြုတ်လိုက်တယ်နောက်ပြီးတော့ညနေဘက်ကြရင်ကြတော့အစာကြောက်အိတ်ကြီးတအိတ်ခွဲကြော်ကုန်တယ်အဲ့ဒါညနေ6နာရီကနေစထည့်တယ်ထည့်ရင်မိုးလင်းထိပဲမနေ့6နာရီကြတော့မှအဲ့ဒီအစာတွေအားလုံးကိုပြန်သိမ်းတယ်မနေ့6နာရီမှာအိတ်စာတွေပြန်သိမ်းတယ်သိမ်းပြီးတော့10နာရီထိုးထိသူတို့ကိုဘိုက်ဟောင်းလောင်းထားလိုက်တယ်ပေါ့သူတို့မှာအစာချေချင်းဆိုတာလည်းရှိရမယ်လေအဲ့လိုမျိုးအဲ့တော့တနေ့တာအစာဘူးက9သိန်းနဲ့9သိန်းခွဲချမှာကုန်တယ်နောက်ပြီးတော့အဲ့ဒီမှာဝင်းပြက်တဲ့ကလေးတွေရှိတယ်နေမကောင်းဖြစ်တဲ့ကလေးအာဟာရပြက်နေတဲ့ကလေးတွေကိုသူတို့နဲ့တင့်တာပေါ့နော်ဥမာခရမီချောင်းတွေအစာဒုတ်တွေနော် AD ဘူးတွေအဲ့ဒါတွေကိုလည်းကျွေးရတယ်စေးကူစရိတ်ကတနေ့ကို2သိန်း3သိန်းမနေ့ကစေးကူစရိတ်ဆို17သိန်းကျော်တယ်အဲ့လိုစေးကူစရိတ်ကလည်းတစ်လကိုသိန်း100နီးပါးသွားတယ်ဝန်ထမ်းစရိတ်ရှိတယ်ဝန်ထမ်းတွေစားစရိတ်ရှိတယ်အမိုက်အိတ်တွေရှိတယ်စရိတ်တွေနော်အမိုက်အိတ်ရှိတယ်တစ်ပတ်ကို2ခါလာတယ်အပိုင်ကားကိုလည်းလာဆင်ပေးရတယ်ဒီအမိုက်အိတ်ကတစ်လကို6သိန်းကျော်ကုန်တယ်အဲ့လိုလုံးချုံမှထုတ်ပြီးမပိတ်ဘူးဆိုရင်ပတ်ဝန်းကျင်နဲ့ပြဿနာဖြစ်နိုင်တယ်ကလေးတွေရဲ့ကျန်းမာရေးလည်းမကောင်းနိုင်ဘူးဒါကြောင့်အမိုက်ပစ်တာကအစကျမတို့မှာစရိတ်ရှိတယ်